ပေးရပညာရေးလိမ္မာပြီးလို့ကိုရင်နာလာပညာတော်၍ဘွဲတော်မဟာဂုဏ်ဒုနေရှာခဲ့တာမိဘဆရာများမှာပြီးကင်းဝမ်းသာဖြစ်ခါမျက်ရည်ဝဲလို့တရွာလုံးပြောတာတို့ရတာကိုရင်ဟန်ပူဇော်ကွန်ပျူဝဲကျင်းပါလူသာဓမ္မပူဇာအပေါ်မှာဗုဒ္ဓသံဃာပူဇာအပါပြောတကပြောကုသိုလ်ရင်းနဲ့ကြောင်းရွှင်ကြလေတာသာသနာတော်တို့ရှိအတွက်ပရိယတ်တည်ထောင်မြစ်ကိုရေလာပေါင်းတင်ဖို့ရချောဦးချမ်းဆရာတော်နဲ့မိဘဘိုးဝါဆွေမျိုးသားချင်းရွာသူရွာသားအားလုံးကကိုရင်လေးရှိအတွက်နေရသမျှတွေကပြီးဆက်ခါမြို့ပေါ်ကိုပညာသင်ပို့ပြီးလို့မနေဦးတင်ကျေးဇူးရှင်များပြီဖြစ်ပေတော်ရွာကဆရာတော်နဲ့မြို့စာတင်တိုင်းမှာဆရာတော်များမှာတပည့်ကိုဆရာထက်တော်ဖို့စုပေးခြင်းပေးရပညာရေးလိမ္မာပြီးလို့ကိုရင်နာလာပညာတော်၍ဘွဲတော်မဟာဂုဏ်ဒုနေရှာခဲ့တာမိဘဆရာများမှာပြီးကင်းဝမ်းသာဖြစ်ခါမျက်ရည်ဝဲလို့တရွာလုံးပြောတာတို့ရတာကိုရင်ဟန်ပူဇော်ကွန်ပျူဝဲကျင်းပါလူသာဓမ္မပူဇာအပေါ်မှာဗုဒ္ဓသံဃာပူဇာအပါ